အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ Daylight Electronic ကကိုအကာဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှာပြပြပေးခြင်းတဲ့အကြောင်းအရာရေနွေးအိုးကနေပြီးတော့ဘာကြောင့်မီးလောင်လာတယ်ပေါ့နော်ကျွန်တော်တို့ဒီရေနွေးအိုးမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာကျွန်တော်တို့အပူချိန်ပြည့်သွားလို့ရှိရင်ရေနွေးစူပြီးသွားပြီဆိုလို့ရှိရင်အော်တိုပိတ်တဲ့ခလုတ်ကလေးပါတယ်အဲ့ဒီပြင်မှာတော်တော်များများကျွန်တော်တို့ပုံမှန်တာမန်လူတွေမသိသေးတဲ့အကြောင်းအရာတစ်ခုကတော့ဒီမှာပေါ့နော်ဒီမှာရှိတဲ့ဒီအုံပေါ့ဒီအုံလေးပေါ့ဒီအုံလေးကသူကလိုလိုမျိုးအလုပ်လုပ်လဲဆိုလို့ရှိရင်ကျွန်တော်တို့အရန်အပူချိန်များသွားပြီဆိုလို့ရှိရင်ဒီတန်ပြားလေးကသူကကောက်သွားတယ်ကောက်သွားတဲ့အခါကျလို့ရှိရင်ကျွန်တော်ဒီမှာငုံနှငုတ်ကိုသူကဖြတ်ပေးတယ်ပေါ့နော်အဲ့လိုဖြတ်ပေးတဲ့စနစ်မျိုးပါတယ်ပေါ့နော်အဲ့ဒါကိုတော်တော်များများဒီရေနွေးကိုပြင်တဲ့လူတွေတော်တော်များများဘာလုပ်လဲဆိုတော့ဒီစနစ်ကိုဒီအမှန်ဒီကောင်ပြတ်သွားရင်ဒီကောင်ကိုလဲလို့ရတယ်ဝယ်လို့ရတယ်တထုပ်ဒီလိုအထုပ်မှာ2500 3000ထက်မပိုဘူးကြိုက်တဲ့ကျွန်တော်တို့ electronic ပစ္စည်းဆိုင်တွေမှာဝယ်လို့ရတယ်ဒါပေမဲ့ဘာလုပ်လဲဆိုတော့တော်တော်များများကဒီမှာဒီလိုမျိုးပေါ့နော်ဒီလိုခဲဆော်လိုက်တယ်မှန်ဒီဟာကိုဒီလိုခဲဆော်တာမလုပ်သင့်ဘူးအဲ့လိုခဲဆော်လိုက်တဲ့ခါကျတော့ကျွန်တော်ဒီထဲမှာရေနွေးဦးထဲမှာရေနွေးမရှိဘဲနဲ့တဲ့ပဲဆိုလို့ရှိရင်ဒီကောင်ကဖြတ်ချပေးတာတို့ဘာလို့မဖြစ်တော့ဒီအပေါ်ယံဒီခလုတ်ကကျွန်တော်တို့ကပူသွားရင်စူသွားလို့ရှိရင်ကျွန်တော်တို့ဒီကိုဒီကနေတစ်စင်ပေါ့နော်ရေကိုရေငွေတွေအပူချိန်များတဲ့ရေကိုရေငွေတွေကဒီထဲကိုဝင်လာပြီးတော့ဒီခလုတ်ကိုပိတ်ပေးတဲ့အော်တိုဒါပေမဲ့ဒီထဲမှာကျွန်တော်တို့ကမပူသေးဘူးမစူသေးဘူးဆိုလို့ရှိရင်ရေငွေမရှိဘူးရေမရှိဘဲနဲ့တဲမယ်ဆိုရင်ဒီကောင်ကနေပဲကျွန်တော်တို့ဖြတ်ချပေးတာဒီကောင်ကနေဖြတ်ချပေးတဲ့ဟာကိုတော်တော်များများပြင်တဲ့ဆက်စရာတွေတော်တော်များများဘာလုပ်လဲဆိုတော့ဒီဟာကိုခဲဆော်လိုက်တယ်ခဲဆော်လိုက်တဲ့ခါကျတော့ဒီဟာကတော့ပြတ်သွားရင်လဲလို့ရတယ်ဒါပေမဲ့ခဲဆော်လိုက်တယ်ခဲဆော်လိုက်တဲ့ခါကျရေနွေးကနေစပြီးတော့ရေကုန်တယ်ရေကုန်ကနေတစ်ဆင့်ဒီကောင်ကလည်းမဖြတ်ချပေးဘူးမဖြတ်ချပေးဘဲနဲ့ဘာဖြစ်သွားလဲဆိုတော့ဒီရေပျော်တယ်ရေပျော်ပြီးတော့မီးကူးပြီးတော့မီးလောင်သွားတဲ့အထီကိုဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်ကတော့ဒီရေနွေးဦးပြင်မယ်ဆိုလို့ရှိရင်ဒီလိုမျိုးအထုပ်ကလေးဆက်လိုက်ဝယ်လဲလိုက်တာကတော့အကောင်းဆုံးလို့ကျွန်တော်မြင်နေတာကျွန်တော်အမြင်အနေနဲ့ကျွန်တော်တင်ပြပေးတာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ